မင်္ဂလာပါဒီကနေ့ပြပြချင်တဲ့ကြောင်ရကတော့ထိုင်းနိုင်ငံကမ်ချနဘူရီခရိုင်တွင်တရားမဝင်ဝေရောက်လာသည့်မြန်မာနိုင်ငံသား15ဦးကိုထပ်မံဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းစစ်တပ်တတိချို့ကဖော်ပြထားတဲ့အကြောင်းဒီကနေ့နည်းနည်းလေးဖော်ပြချင်ပါတယ်မေလ12ရက်နေ့ထိုင်းစံတော်ချိန်ည7:00 နာရီမိနစ်30အချိန်ထိုင်းစစ်တပ်နဲ့ထိုင်းလုံခြုံရေးတပ်ဦးစီးသူများကကင်းလက်နေစဉ်မြန်မာနိုင်ငံသား15ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းသတင်းထဲမှာလည်းဖော်ပြထားပါတယ်ခင်ဗျာ၎င်းတို့မှာမြည်သည့်ဇာယက်စံတန်းအထောက်အထားမှမပါဝင်ပဲဝေရောက်လာခဲ့သူဖြစ်ကြောင်းထိုင်းနိုင်ငံအတွင်းသို့ဝေရောက်အလုပ်လုပ်နိုင်ရန်လာခေါ်သူကိုစောင့်ဆိုင်းနေကြောင်းဖြစ်ရပါတယ်ဖမ်းဆီးရမိသောမြန်မာနိုင်ငံသား15ဦးသည်မြန်မာနိုင်ငံထိုင်းနယ်စပ်ဘုရားသုံးဆူမှတဆင့်ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းတော်လန်မှတဆင့်ဝေရောက်ခဲ့တာထိုင်းနိုင်ငံအတွင်းသို့ဝေရောက်အလုပ်လုပ်ရန်တူဦးလေထိုင်းဘတ်ငွေ15,000မှထိုင်းဘတ်2,000အထိပေးဆောင်ရကြောင်းထိုင်းသတင်းထဲမှာလည်းဖော်ပြထားပါတယ်ခင်ဗျာအဆိုပါမြန်မာနိုင်ငံသား15ဦးကိုထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ဝေရောက်သည့်အမှုဖြင့်ဆက်လက်တောင်းယူသွားမည်ဖြစ်ကြောင်းထိုင်းရဲ့စစ်တပ်သတင်းထဲမှာလည်းဖော်ပြထားပါတယ်ခင်ဗျာတရားမဝင်ဝေရောက်လာသောမြန်မာနိုင်ငံသားများသည်ပေးဆောင်ရသောပမာဏအယံများသောကြောင့်သူတို့သည်ငိုယို၍အကြောင်းမျိုးမျိုးကြောင့်မြန်မာနိုင်ငံကိုမပြန်ရရအတွက်ပဲထိုင်းစစ်တပ်နဲ့ထိုင်းရဲ့လုံခြုံရေးများကိုစစ်ခိုးကတော့ခဲ့ကြောင်းထိုင်းသတင်းမှာလည်းဖော်ပြထားပါတယ်မြန်မာနိုင်ငံပြည်ပခအရန်များသောကြောင့်ယခုရက်ပိုင်းအတွင်းထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ဘုရားသုံးဆူဖုတ်ဖအစရှိတဲ့နယ်စပ်များတွင်တရားမဝင်မြန်မာနိုင်ငံသားများသည့်နေ့စဉ်နဲ့မျှဇက်တိုက်ဖမ်းဆီးခံရခဲ့ကြောင်းထိုင်းစစ်တပ်သတင်းထဲမှာလည်းဖော်ပြထားပါတယ်မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သောပြည်ပခများကြောင့်မြန်မာနိုင်ငံသားများသည်ယခုအချိန်တွင်ကိုလို့ရာပြည်ပဖြစ်တဲ့ထိုင်းမလေးရှားအစရှိတဲ့နိုင်ငံများကိုနေ့စဉ်နဲ့မျှဆက်လက်ထွက်ခွာနေပြီးနေ့စဉ်နဲ့မျှလည်းဖမ်းဆီးရရှိခဲ့ကြောင်းမှလည်းထိုင်းသတင်းထဲမှာလည်းဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်လက်ပြီးပြောပြရမယ်ဆိုရင်တော့ထိုင်းမြန်မာနယ်စပ်မြောက်ဦးမြို့အတွင်းစစ်ကောင်စီတပ်စခန်းများကို KNLA နဲ့ပူးပေါင်းတပ်များကတိုက်ခိုက်နေပြီးယမန်နေ့တညလုံးတိုက်ပွဲပြင်းထန်တဲ့အကြောင်းဒီကနေ့နည်းနည်းလေးပြင်ဆက်ပြချင်ပါတယ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ဦးမြို့အတွင်းစစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များကတိုက်ခိုက်နေပြီးတညလုံးတိုက်ပွဲများပြင်းထန်နေကြောင်းနယ်စပ်သတင်းရင်းမြစ်ကဖော်ပြထားသလိုထိုင်းရဲ့သတင်းထဲမှာလည်းဖော်ပြထားကိုလည်းတွေ့ရပါတယ်မေလ12ရက်နေ့မနေ့9နာရီအချိန်ထိုင်းမြန်မာနယ်စပ်အနီးရှိမြောက်ဦးမြို့တောင်ဘက်ဝေါ်လီဒေသအတွင်းတန်းဖက်စစ်တပ်၏မော်ခီစခန်းကို၎င်းမေလ22ရက်နေ့စစ်ကောင်စီ၏ဝေါ်လီကနေလေပလက်ဒိုနှင့်တစ်ဘောပိုစစ်ကောင်စီတပ်စခန်းများကို KNLA ဦးဆောင်သောပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမေလ22ရက်နေ့ညနေပိုင်းတွင်တိုက်ပွဲများပြင်းထန်ခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့များကဒရုန်းဖြင့်တောက်ဆောက်ထိုးစစ်ဆင်နေကြောင်းသတင်းထဲမှာလည်းဖော်ပြထားပါတယ်တိုက်ပွဲကတော့တညလုံးချနေကြတာစစ်တပ်ကလည်းလေယာဉ်နဲ့ drone နဲ့ပြန်နေတယ်လေ KNLA ပူးပေါင်းတပ်ဖွဲ့များကလည်း drone တွေနဲ့မြေပြင်မှာပိတ်ဆို့ပြီးထိုးစစ်ဆင်နေတယ်တိုက်ပွဲတွေကတော့အတော်ပြင်းထန်ပါတယ်အဓိကစစ်စင်ရေးကတော့ KNU တပ်မဟာ6မှာရှိတဲ့ KNLA တပ်ရင်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေကဦးဆောင်ကစစ်ကောင်စီတပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်နေကြောင်းလည်းထိုင်းစစ်တပ်သတင်းနယ်စပ်မှာလည်းဖော်ပြထားပါတယ်ထိုင်းမြန်မာနယ်စပ်တွေထိုင်းစစ်တပ်ကစစ်ရေးတူမြင့်ချမြင့်ထားပြီးမြန်မာဘက်အချမ်းတိုက်ပွဲဖြစ်ပွားနေသောကြောင့်အခြေအနေများကိုအမြန်ကင်းထောက်နေကြောင်းနယ်စပ်ဖြတ်ကျော်ရွထွက်ပြေးလာသောလက်နက်ကိုင်အဖွဲ့များမရှိစေရင်တောင်ရင်မြစ်တစောင်းထိုင်းစစ်တပ်နဲ့ရဲများကဌာနပေါင်းစုံဖြန့်ကျဲလုံခြုံရေးယူထားကြောင်းထိုင်းသတင်းထဲမှာလည်းဖော်ပြထားပါတယ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီတပ်စခန်းများကိုတောက်ဆောက်ဆိုသလို KNLA ပူးဆောင်သောဒေါ်လာရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ရာမဆလ AB နဲ့ယခုလမေလအတွင်းထို
ထိုင်းမြန်မာနယ်စပ်အနီးစီစစ်ကောင်စီဤပလူတူကလက်တေတခေါ်ဘိခွီမော်ဖောတူတလက်တာလက်စခန်မိန်လာမော်ပိုကစ်ခန်များကိုတိုက်ခတ်သိမ်းပိုက်နေပြီဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ဆောက်တွေနော့တရမက်တဝေါ်မော်လဝီနော့တစုပေါင်းစစ်ကောင်စီတပ်စခန်၄ခုသာကျန်ပါတဲ့အကြောင်းကိုလည်းဒီ KNU တည်ထဲမှာလည်းဖော်ပြထားပါတယ်ခင်ဗျာ။